အားလုံးပဲမင်္ဂလာပါရှင်ရှယ်တီဖိုင် DTI ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဖိုင်လေးကတော့တီတီတို့အင်းလေးငလင်းလူရင်းနဲ့အပြန်ကျဝင်ခဲ့တဲ့ဖိုင်လေးပေါ့နော်ငပြောသီးရဲ့လည်းအမျိုးပုံရောင်းတယ်တီယူတက်တဲ့လူတွေတော်တော်များသိကြတယ်ဆိုပေမဲ့အဝေးကလူတွေတော့မသိလောက်ဘူးထင်တယ်ဘာလို့လဲဆိုတော့ဖိုင်လေးကလမ်းကြားထဲမှာရှိတဲ့အတွက်ကြောင့်မို့လေဖိုင်လေးမှာတော်တော်အဖုံရတယ်အခုရှာဘူးအတုပ်တွေအတုပ်တွေကိုကော်ဖီတို့တခွားသီးလေးနဲ့ရောပြီးတော့ ဖော့အနီလေးနဲ့တုပ်တဲ့အတုပ်မျိုးလေးပေါ့နော်ပြောရမယ်ဆိုရင်တော့ဘာနဲ့သွားတူလဲဆိုတော့ဟိုတရုတ်ဖိုင်နေရရင်ပြီးတော့လေဒီတို့မန္တလေးတရုတ်ဖိုင်နေရတုပ်တဲ့ဝက်ကောင်းတုပ်တို့အဲ့လိုမျိုးအတုပ်ကလေးနဲ့သွားတူတယ်ဘတ်ဂျက်ဖိုင်လေးလို့ပြောရမယ်အတုပ်တွေအကုန်လုံးက2000မှာဘာဖဖ2000မှာဝက်ကောင်းတုပ်4000ငဖက်တုပ်3000ပဲရှိတယ်ဖိုင်မှာလေးခေါင်ရည်လဲရသေးတယ်အခေါင်ရည်ကသူ့ရဲ့အတုပ်တွေနဲ့အရန်လိုက်တယ်ရာသီဥတုအနေနဲ့ပူနေတော့ဖော့အချင်းနေနဲ့ခေါင်ရည်နဲ့တော့နည်းနည်းချင်းချိန်ပြီးဖားကြပေါ့နော်သူ့လက်ရသူ့ဖေးလေးနဲ့အတုပ်ကလေးတွေကမဖိုးဘူးလို့ပြောရမယ်ဒီဝက်ကောင်းတုပ်ဆိုရင်4000ဆိုတာတော်တော်လေးကိုတန်နယ်ထဲမှာပါတယ်ပြောချင်တာကဒီမှာဖာပြီးဒါကိုထမင်းတုပ်လို့ခေါ်တာတဲ့တကယ်တမ်းကျတော့ထမင်းတုပ်ဆိုတာဒီကပဲပုတ်တွေနဲ့တုပ်ပေးလိုက်တဲ့ထမင်းတုပ်ကိုထင်းနေတာ तू ကလို့မဟုတ်ဘူးဖီချက်အဝါနဲ့ထမင်းကိုနယ်ပေးလိုက်တာအဲ့ဒါကိုထမင်းတုပ်လို့ခေါ်တယ်ထမင်းပူပူလေးကို9ကြော်လေးနဲ့ဖားလိုက်ရရင်တော့တော်တော်ကောင်းမယ်ဒါပေမဲ့ထမင်းကတော့မပူတော့ဘူးဖိုင်လေးကတော့ fit hair 1ဓမ္မယုံလန်အောင်တပြေနဲ့ fit ရန်လန်မရောက်ခင်မှာဖီယာမဖူတဲ့ဖိုင်ကအပိုပြူဖီးဖိုင်လေးကိုတွေ့ရင်မျက်နှာချင်းမိုင်လန်းထဲကိုဝင်ခဲ့ရမှာပါဖိုင်ဖွင့်ချိန်ကတော့နေ့လယ်7:00ခွဲ